ီရန်စစ်ပွဲအဆုံးသတ်ရေးအတွက်လက်တလောအမေရိကန်နဲ့အခြေခံရရှိထားတဲ့သဘောတူညီချက်ကိုဆက်လက်ဆွေးနွေးနေဆဲဖြစ်ပေမဲ့အဲ့ဒီမူကြမ်းကိုလက်မှတ်ထိုးပြီးတာနဲ့ဟော်မုတ်စီလက်ကြားကိုချက်ချင်းပြန်ဖွင့်ပေးမယ်လို့အီရန်ကဒီကနေ့မေလ25ရက်နေ့မှာပြောပါတယ်။ဒါပေမဲ့ဟော်မုတ်စီလက်ကြားကိုအရင်ပုံမှန်အတိုင်းပြန်ဖွင့်နိုင်ဖို့အတွက်ကတော့ရက်30လောက်အချိန်ယူရမယ်လို့ဆိုပါတယ်။အမေရိကန်နဲ့အီရန်တာဝန်ရှိသူတွေအကြားနားလည်မှုစာချွန်လွှာကိုလက်မှတ်ထိုးတဲ့နေ့ကစပြီးရက်30ကိုရေတွက်မှာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီရက်30အတွင်းမှာဟော်မုတ်စီလက်ကြားမှာအီရန်ကချထားတဲ့မြေမြုပ်မိုင်းတွေကိုအီရန်ကပဲရှင်းလင်းသွားမှာဖြစ်ပါတယ်။အဲ့ဒီလိုရှင်းလင်းပြီးတဲ့နောက်မှာရေလက်ကြားဟာစစ်မဖြစ်ခင်တုန်းကလိုပုံမှန်အခြေအနေကိုပြန်ရောက်မယ်လို့မျှော်လင့်ထားတာပါ။ဒီကမ္ဘာလုံးကလိုအပ်နေတဲ့လောင်စာစွမ်းအင်20%ကိုနေ့စဉ်တည်ဆောင်နေတဲ့ဒီဟော်မုတ်စီလက်ကြားဟာအီရန်စစ်ပွဲစတင်တဲ့ဖေဖော်ဝါရီလ28ရက်နေ့ကစလို့ပိတ်နေခဲ့တာဖြစ်ပါတယ်။ကြားထဲမှာဂျိုကြားရက်အနည်းငယ်ပြန်ဖွင့်တာရှိခဲ့ပေမဲ့လည်းယာယီသာဖြစ်ပြီးလက်ရှိမှာလည်းပိတ်နေစေဖြစ်ပါတယ်။အဲ့ဒီအကျိုးဆက်အဖြစ်နဲ့မြန်မာနိုင်ငံအပါအဝင်နိုင်ငံတကာမှာလောင်စာဆီရှားပါးမှုတွေနဲ့ရင်ဆိုင်နေရပြီးဓာတ်ဆီဈေးအဆမတန်ကြီးမြင့်မှုတွေဖြစ်နေပါတယ်။လက်ရှိဟော်မုတ်စီလက်ကြားမှာကုန်တင်သင်္ဘော1500ကနေ2000အကြားပိတ်မိနေတယ်လို့ဆိုပါတယ်။လောဆယ်မှာတော့အီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အာရာခီနဲ့လွတ်တော်ဥက္ကဋ္ဌမိုဟာမက်ဘာဂါဂါလီဖတ်တို့ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့အတွက်ကာတာနိုင်ငံဒိုဟာမြို့ကိုရောက်နေကြတယ်လို့ဆိုပါတယ်။အီရန်ကိုယ်စားလှယ်အဖွဲ့ဟာလက်ရှိရရှိထားတဲ့နားလည်မှုစာချွန်လွှာကိုအသေးစိတ်သုံးသပ်ဖို့အတွက်ရောက်လာကြတာလို့ဆိုပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်းလိုင်ပါ။